ဂိမ်းနေဆိုတာတစ်ခါတည်းရင်ကြာကိုယ့်ဘဝကိုထောက်ကူပြုတာနောက်ပြီးအမှတ်တရပေးတာနောက်ပြီးလောင်းရတာ一般的呢。ခုလိုခိုက်တဲ့မျိုးဂိမ်းဆော့ဘူးတဲ့လူတိုင်းကြုံရလိမ့်ရှိပါတယ်ဒီနေ့မှာတော့ဂိမ်းဆော့ရင်ရမယ်ကောင်းကျိုးဆိုးကျိုးနောက်ပြီးရှောင်းရန်တွေကိုပြောပြပြမှာဖြစ်ပါတယ်အားလုံးအနေနဲ့ကိုလူရာဂိမ်းနေဆိုဘာမှမသိတခါမှသိချာမဆော့ဘူးတဲ့လူအပြင်းပြေတက်ပဲဆော့ကျင်နေဆိုလို့ဆိုရင်တော့ပထမအဦးဆုံးနဲ့အရေးကြီးဆုံးအချက်အနေနဲ့ကတော့မဆော့ပါနဲ့ခုနားမလဲတဲ့ဂိမ်းနေဆော့မယ်စားမြန်မာကားပဲကြည့်ပါလားစရပါအခုခေတ်မှာလူတိုင်းဖုန်းတွေနဲ့ဖြစ်လာကြတော့ကျွန်တော်တို့ငယ်ငယ်တုန်းကလိုဂိမ်းဆိုင်မှာဂိမ်းဆော့ဖို့တဲ့ကိုယ့်အိတ်ထဲကဖုန်းကိုထုတ်ဖုန်းတွေကဂိမ်းတွေကိုပဲဆော့ပစ်လာကြတော့တယ်ဖုန်းတွေကဂိမ်းတွေကြတော့လေအရင်ကထွက်ခဲ့တဲ့ဂိမ်းတွေလောက်ပျော်ဖို့မကောင်းတော့ဘူးဘာလို့ဆိုကောက်လို့ပဲစားတရားဖို့သုံးဖို့ဂိမ်းတွေကတစ်ဖြည်းဖြည်းနဲ့ပို့ပြီးတော့များလာတယ်လေကောင်းမွန်တဲ့မိုဘိုင်းဂိမ်းတွေကြတော့လေဘယ်လိုဆော့မှန်းမသိဆိုတော့အဲ့လိုဂိမ်းတွေဆော့ဖို့ကိုမှရှိရဲ့ဦးနောက်ကရောလိုက်မိပါမလားအဲ့အတွက်စိတ်မပူပါနဲ့ဒီနေ့မှာကျွန်တော်ကဂိမ်းတွေကိုဘယ်လိုဆော့ရမလဲဆိုတာကိုဒီဗီဒီယိုမှာပြပြပေးမှာဖြစ်ပါတယ် Oh my god! Wow! ဆိုတော့ဗီဒီယိုလေးမစခင်အခုကြည့်နေတဲ့အထက်မှာဒီ channel ကို like and subscribe လုပ်ကသေးဘူးဆိုလို့ရှိရင်အခုပဲလုပ်ထားပေးကြပါဒါမှကိုလူတို့တဲ့နောက်ဒါမျိုးကိုနဲ့နေဖန်တီးပေးလို့ရမှာဖြစ်ပါတယ်ဆိုတော့ပထမဆုံးအနေနဲ့ကိုလူတို့ကဂိမ်းစားဆော့မယ်ဆိုလို့ရှိရင်ကိုကဘာဂိမ်းနေရင်ဆော့တင်တာလဲဒီတိုင်းပဲအပြင်းပြေဂိမ်းကောင်းလေးတွေပဲဆော့ကျင်နေဆိုလို့ရှိရင်တော့ဥပန်းရောMMORPG Delicious. နောက်ပြီးကိုဘောဖြစ်တဲ့ဂိမ်းကောင်းလေးဒါမျိုးဂိမ်းတွေကိုစားဆော့ကြည့်ဖို့ကြံပေးပါတယ်နောက်ပြီးအဲ့လိုဂိမ်းတွေကကိုနောက် level 0ကနေတေချာတင်ပေးသွားဖြစ်လို့ဆော့နေအုံတော်ကြီးပေါက်ပွဲတော့မဟုတ်လေစိတ်ပူနေကြမလို့တော့ဘူးပေါ့နောက်ပြီး story ဂိမ်းကောင်းတွေဆိုတာကိုဘဝအတွက်တစ်ခါတလေကြာကောင်းမွန်တဲ့သင်ခန်းစာတွေပေးတာမျိုးနောက်ပြီးကောင်းမွန်တဲ့ဆုံးဖြတ်ချက်တွေချနိုင်အောင်လို့ဒီဂိမ်းတွေကအထောက်အကူပြုပေးတယ်ဘာသာစကားအခက်အခဲရှိတယ်ဆိုရင်တော့မှအခုနောက်ပိုင်းဆိုကြိုက်တာကို translate လုပ်လို့ရတာမလို့ကိုကအခုမှဂိမ်းစားဆော့မဲ့လူသားဆို mobile ဂိမ်းတွေ battle royale ဂိမ်းတွေထက် story ဂိမ်းကောင်းကောင်းလေးတွေကိုဆော့တင်ပါပဲနောက်ပြီး multiplayer ဖြစ်တဲ့ကိုယ့်ဘဝနဲ့ Among Us လို့ Roblox လို့အဲ့လို game တွေလည်းဆော့လို့ရတယ်လေနောက်ကြတဖြည်းဖြည်းသိလာမှာကိုကဘယ်လို game တွေကြိုက်တယ်ဆိုတော့အဲ့လိုသိတဲ့အခါကျကိုဆော့ချင်တဲ့ game ကိုဆော့တတ်ဖို့ဆိုတာသိပြီးတော့မခက်တော့ဘူးဒါနဲ့ဘာလဲလာပြောနေတော့ဘာလဲကြမယ်ဆော့ချင်ဟုတ်လို့ဘာလဲကြဘာ game တွေပဲဆော့ချင်နေဆိုရင်တော့သတိထားပါဘာလို့ဆိုအဲ့ game တွေကတစ်ခါဆော့ပြီးဖျက်ရတကယ်ခက်ပါတယ်နောက်ပြီးတပွဲနိုင်တပွဲရှုံးနေကိုမသိမချင်းအိုက်ဂိမ်းကတန်တရားလဲနေမှာပါအဲ့လိုဂိမ်းတွေကိုအခုမှစောက်ဆုံးမဲ့လူတွေအတွက်တော့နောက်လူများကြီးကောင်းတယ်ပြောကိုရာညံမမီသေးရင်တော့ဆော့တက်မှာမဟုတ်ပါဘူးဒီနေရာမှာကျွန်တော်ပြောချင်တာမိုဘာဂိမ်းအကုန်လုံးကိုပြောတာပါမိုဘာလက်ချက်တစ်ခုတော့ပြောတာမဟုတ်ပါဘူးဒါကြောင့်ဂိမ်းစားဆော့မယ်ဆိုရင်ဒီလိုဂိမ်းတွေကနေဝိုးဝေးရှောင်တင်ပါတယ်ဒါနဲ့ခင်ဗျားတို့ကတားလို့ရမှာမဟုတ်တာဆိုတော့ကိုကအဲ့လိုဂိမ်းတွေဆော့တဲ့အခါမျိုးမှာအမြဲနှုတ်ပြီး safe ဖြစ်နေရဲ့ဘာဂိမ်းဆော့တော့အသုံးမကျဘူးဆိုပထမဆုံးအနေနဲ့ကိုမှရှိတဲ့အချက်က gaming knowledge ဖြစ်ပါတယ်အဲ့လို knowledge မျိုးရကျင်နေဆိုရင်ကိုကဘယ် social app တွေကိုသုံးတာများလဲဥပမာ YouTube TikTok Facebook ကိုကဘယ်ကသုံးတာများလဲဆိုတာပေါ့တကယ်လို့ဘာမှမသုံးဆိုလို့ဆိုရင်အဲ့နေသားအောင်ဒီဗီဒီယိုဘယ်ကကြည့်နေအဲ့လိုကိုသုံးတဲ့ app တွေမှာကိုဆော့တဲ့ game တွေရဲ့သတင်းတွေပြိုင်ပွဲတွေ highlight video တွေအဲ့ဒါအမြဲတမ်းတက်နေဖို့လိုအပ်ပါတယ်ကိုကသူတို့ရဲ့ game list style တွေကိုကြည့်ပြီးတော့လက်တွေ့မှာပြန်ပြီးတော့အသုံးချလို့ရတယ်လေဒါကြောင့်ဖိလုံးတာကြီးကြည့်နေမှသာကိုကဒါမျိုး knowledge တွေရှိဖို့လိုအပ်ပါတယ်ဒုတိယအချက်ကအချိန်ပေးရတာပါကိုကတကယ်စကေးတက်ချင်တယ်ဆိုလို့ဆိုရင်မပြေးပါနဲ့ကိုစောတဲ့ game ကိုတရက်တစ်ခါတော့အမြဲတမ်း train ပေးပါကိုကတစ်ခါလေကြာရင်ထင်ကောင်းထင်နေငါပြိုင်ဝန်းဝင်ရမယ့်လူမှမဟုတ်တာဘာလို့ train ရမလဲဆိုပြီးတော့ပေါ့အဲ့လိုဆိုရင်တော့ကိုစကေး level ဘယ်တော့မှတက်လာမှာမဟုတ်ပါဘူးကိုက game တွေကိုစိတ်ပန်းပြေစေလို့ပဲဖြစ်ဖြစ်ဝါသနာပါလို့ပဲဖြစ်ဖြစ်တယောက်နဲ့တယောက်နဲ့စောရတဲ့အကြောင်းပြချက်ချင်းကမတူပါဘူး The night farers, the will to cross the endless night and fight on.
ဟုတ်ပြီကိုကအများနဲ့ဆော့ရတဲ့ game တွေမှာကိုပြောရင်ပြီးရောဆိုပြီးတော့လှုပ်ချင်တာလှုပ်လို့တော့မရပါဘူး public မှာအခုလိုမျိုးတွက်ချင်းနေမယ်ဆိုရင်တော့ချင်းနေပေါင်းမုံမုံနေအောင်လို့အစဲခံမှာပါဒါတော့ကိုပေါ်ရာရဲ့အချင်းချင်းဆော့ပြီးချုံးပြီးလို့ဆိုရင်ထတက်နေရမျိုးရှိတယ်ဒါကြောင့်ဖြစ်နိုင်ရင် game ကိုမဆော့ပါနဲ့ဟာဒီလူတွေတားလို့ရမှာလည်းမဟုတ်ပါဘူးနောက်ပြီးကိုဆော့တဲ့ပွဲမှာကိုလုံးနဲ့လုတ်ခွက်ထွက်နေပြီးတော့ကျန်တဲ့မိခက်ခဲနဲ့ဆော့ရတဲ့ပွဲတွေမှာနိုင်ရတဲ့ခံစားချက်ရလာတဲ့ဒိုပါမိန်းတွေအဲ့ဒီကပုံမှန်ပွန်းကြည့်ပြီးတော့ရလာတဲ့ဒိုပါမိန်းတွေလုံးဝမထူပါဘူးဒါကြောင့်စီးထိုးဖို့တမင်ဂိမ်းလာဆော့နေမယ့်အစားဒိုပါမိန်းများထွက်တယ်ပုံမှန်သွားကြည့်နေဖို့အကြံပေးပါတယ်နောက်ဆုံးတစ်ခုကတော့ကိုသုံးတဲ့ device တွေကကောင်းမှုလိုအပ်ပါတယ်ချို့ကြဈေးကြီးတဲ့ device တွေသုံးဖို့မတတ်နိုင်တာကျွန်တော်နားလိုက်ပါတယ်အဲ့တော့ရှိတဲ့ device နဲ့ပဲ game တွေအဆုံးရှောက်ထိပ်ပြီးတော့ဆော့ကြအောင်ဒါနဲ့တချို့ကြပြောကြသေးရဲ့ Dota 2တော့မှဖုန်းနဲ့ဆော့လို့ရတယ်ဆိုပဲအန်ထားပါတော့ကွာအဲ့လိုမနိုင်တဲ့ဖုန်းတွေတခြားသော device တွေကိုသုံးပြီးဆော့နေမယ်အစားကိုကတကယ်လက်တွေ့ပေါ်မှာအလုပ်ကိုတည်ချာကြိုးစားပြီးတော့ပတ်စံတည်ချာရှာပြီးကိုနဲ့တင့်တော်တဲ့ device တစ်ခုကိုဝယ်ပြီးဆော့ဖို့အချိန်ပေးပါတယ်တကယ်လက်တွေ့ပေါ်မှာအလုပ်လည်းမလုပ်ဘောအတွက်ကြိုးရှိရည်လည်းမလုပ်ဘဲ game ပဲထိုင်ဆော့နေရကြီးကြကျွန်တော်လည်းအားမပေးပါဘူးဒါကြောင့်တစ်ဖက်စီးဘွားတစ်ဖက်ဝါသနာဆိုတဲ့အတိုင်းပဲ game ထဲမှာတော့ကိုယ့်ရဲ့လက်ရှိဘွားကိုကြိုးစားတင်ပါတယ်ဆိုတော့ဒီနေ့ပြောချင်တာလေးကတော့ဒီလောက်ပါပဲကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြိုက်ရင် like and subscribe လေးလုပ်ထားပေးကြပါဒါဆိုနောက်ဗီဒီယိုကြမှာပြန်တွေ့ကြမယ်အားလုံးကျေးဇူးများကြီးတင်ပါတယ်